မင်္ဂလာပါကျွန်တော်ဒီနေ့လေးဒီပုံလေးကို study လုပ်ကြမယ်အဲ့တော့ဒီမှာကတော့ကျွန်တော်တို့ကဒီခြေထောက်ထောက်ထားတဲ့ pose ပေါ့နော်ဒီပုံကလည်းကျွန်တော် Pinterest ကပါပဲကျွန်တော်သူ့ရဲ့ဒီ line တွေပေါ့နော် line တွေကနေဖြည်းဖြည်းချင်းပဲစဆွဲလိုက်မယ်အဲ့တော့ကျွန်တော်သူ့ရဲ့ဒီနိုင်အိမ်ပေါ့နော်နိုင်ရစားလိုက်တာနိုင်စားနေစားပြီးဆွဲလိုက်မယ်ဒါနည်းနည်းလေးပူစားအောင်ဟုတ်ပြီနော်ဒီလိုလူတို့ပူရှောကျွန်တော်ကဒီကောင်းလေးနည်းနည်းပြင်ပေါ့နော်ဒီမှာကျွန်တော်တို့သူ့ရဲ့ဒီပိုင်းပေါ့နော်ပိုင်းလာမယ်ဒီမှာကျွန်တော်သူ့ရဲ့ဒီပိုင်းလာမယ်ဒီမှာကျွန်တော်သူ့ရဲ့ဒီမှာလက်သီးလာမှာပေါ့နော်လက်သီးရဲ့ရှေ့ကိုဆွဲလိုက်မယ်ဒီမှာကျွန်တော်သူ့ရဲ့ဒီပိုင်းပေါ့နော်နော်ဒီမှာကျွန်တော်သူ့ရဲ့ဒီပေါင်နံလာပေါ့နော်ဒီမှာကျွန်တော်သူ့ရဲ့ဒီကနေထူကောင်းလာမယ်ဒီမှာကျွန်တော်သူ့ရဲ့ဒီခြေစလုံးပေါ့နော်ဒီမှာသူ့ရဲ့ဒီခြေပွားလာပြီဒီမှာကျွန်တော်သူ့ရဲ့ဒီဘက်ကပေါင်ပေါ့နော်ပိုင်းတွေဖြည်းဖြည်းချင်းထည့်လိုက်ပေါ့နော်ဒီဘက်မှာသူကခြေစလုံးရှိမယ်ခြေပြားထောက်ထားနေအဲဒါသူက positioning ဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးတူဝင်သွားပါဘောနော်ဒီမှာကျွန်တော်ဒီကနေနှမောင်းလာမယ်ဒီမှာကျွန်တော်ဒီကနေနှမောင်းနော်ပိုင်းယူရလာမယ်ဒါကျွန်တော်ဒီခေါင်းကိုနည်းနည်းကြည့်ရမယ်လက်ကိုနည်းနည်းလျှော့ရမယ်ကျွန်တော်ဒီဥပမာလာမယ်ဒီမှာကျွန်တော်ဒီဘိုင်းလေးဒီကောင်းကြီးကနည်းနည်းလွယ်ပါတယ်ဒီဘက်ကိုနည်းနည်းနော်ဒီမှာကျွန်တော်ဒီကနေပေါင်းလာမယ်ဒီမှာကျွန်တော်ဒီဘိုင်းနေပေါ့နော်ကျွန်တော်ရဲ့ဘိုက်ကိုနည်းနည်းပြန်ရှက်လိုက်မယ်
ပြန်ပြီနော်အဲဆိုကျွန်တော်တို့ကဒီအတိုင်းပဲပေါ့နော်အဲ့ပြီးတော့မှကျွန်တော်သူသေးစိတ်ပြန်လိုက်မယ်နောက်တစ်ခုကကျွန်တော်ချိုးအဆင်ပြေမပြေဘူးနော်အဲ့ဒါတစ်ချက်ပြန်ချိန်လိုက်မယ်အဲ့ဒါချိန်ရင်တော့ကျွန်တော်တို့ကချုပ်ပြီးကြည့်လိုက်ပေါ့နော်ချုပ်ပြီးကြည့်လိုက်လို့တနည်းအားတစ်ခုဖြစ်နေတစ်ခုခုဖြစ်နေလို့ပေါ့ကျွန်တော်ထင်တာတော့ဒီပေါင်းကြီးကရှည်ဘူးလို့ပဲပိန်မှုနည်းနည်းလို့ပြန်ချုပ်ကြည့်ပါနော်အဲ့ဒါချင်းကိုက်နီးတနည်းပေါ့နော်ဒါတော့ကျွန်တော်တို့ကွန်ပျူတာမှာတော့လွယ်တာပေါ့အပြင်မှာဆိုရင်တော့ကျွန်တော်ကကိုဆွဲပုံနဲ့အဝေးကြီးကိုမှရက်ပေါ့နော်ရက်ပြီးတော့ပြန်ကြည့်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီလွဲနေတဲ့လွဲရထွက်လာပေါ့နော်အဲ့ဒါတနည်းရင်းနေနီးတနည်းပေါ့နော်မေးစီကိုနည်းနည်းခြုံပြလိုက်မယ်အဆွေရပြီပေါ့နော်အဲ့တော့ကျွန်တော်သူ့ကိုဒီကောင်ကလည်းနည်းနည်းခြုံလိုက်မယ်ပြန်ပြီးတော့ထင်းလိုက်တော့မယ်ပြီးတော့ဒီကောင်ကြီးကိုနည်းနည်းလေးပါပူဆောင်းလိုက်ပြီးမှသူ brush နဲ့လာမယ်ဒီမှာလက်မရှိမယ်ဒီမှာကျွန်တော်ဒီကြိုင်လာမယ်ပြီးမှကျွန်တော်ဒီခဏဟုတ်နော်အဲဆိုကျွန်တော်သူ့ကိုထင်းပြန်လိုက်တော့မယ်ခဏနေပဲဒီဖို့လေးသတိထားအောင်နော်ဒီလိုဖြားနာလောက်ရပေါ်ပါတယ်နော်ကျွန်တော်ကြီးရဲ့အရင်ပေါ့နော်အရင်ကိုထင်းပြီးတော့ဖြားနာပေါ်ပါဘူးဒီလိုမျိုး overlap ဖြစ်သွားရင်တော့ပေါ်စရာမလိုဘူးနော်ဘာလို့လဲဆိုတော့တစ်ခုပေါ်တစ်ခုထပ်သွားမှာလေအဲ့ဒီရတော့ပြန်ပြီးလိုက်ရတာဆိုရင်မခတ်တော့ပါဘူးမှန်လာမယ်ကျွန်တော်ဒီမောင်းလာမယ်ကျွန်တော်ဒီဘက်မောင်းဒီမှာကျွန်တော်ဒီတိုင်းလာမယ်ဒီမှာကျွန်တော်ဒီတိုင်းလာမယ်ဒီမှာထိုင်ဆောင်မယ်ဒီမှာထိုင်ပြန်ရမယ်ဒီမှာကျွန်တော်ဒီလိုမောင်းလာမယ်ဒီမှာဒီတိုင်းလာမယ်
ညံ့နော်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီဂျူကောင်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ရဲ့ဒီချီဖမိုးဒီပိုင်းလေးပေါ့နော်အောင်လေးနည်းနည်းဆွဲရခက်အဲ့ပေါ့နော်အဲ့ဆိုရပြီပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့လင်းမောင်ထည့်ဖို့ပဲရှိတော့တယ်လေရလာပြီဟုတ်နော်ပြီးတော့ကျွန်တော်တို့ကိုခိုင်းထည့်သလိုပါပဲဒီရခေါ်လိုက်မယ်ဒီအောင်ပဲအမြန်ယူလိုက်တော့မယ်တို့ဖြည့်မယ်ကျွန်တော်ဖြည့်မဲ့ရှိတ်တွေပေါ့နော်ဆိုတော့ဒီမှာပိုင်းနေပေါ့နော်မှာဆိုရင်ဒီပိုင်းရမယ်ဒီမှာဒီပိုင်းဒီမှာဒီပိုင်းရမယ်ပြီးတော့မှကျွန်တော်ဒီပိုင်းနေပေါ့နော်ပြီးတော့မှကျွန်တော်ဒီပိုင်းနေမယ်အဲ့ဒါကျွန်တော်ဖြည့်ကြည့်အောင်ဒီမှာခုလို့အဲ့ပေါ့နော်အဲ့ဆိုကျွန်တော်ဒီနေ့ဒီမှာနားထားလိုက်မယ်နောက်ရကြမှာဆက်ကြပါဘူးနော်အားလုံးမင်္ဂလာပါနော်